အဲ့တော့ဒီနေ့မှာတော့ကျွန်တော်ဘာလာဖြည့်ကြည့်မယ်အစီအစဉ်ကနေကြိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကတော့ကျွန်တော်ဒီဇက်ဝင်ဒီ YouTuber 19အောင်ဆိုတဲ့ version မှာYouTuber ရဲ့ဘယ်စာသားဆိုလဲဆိုတာကိုကျွန်တော်တို့ဖြည့်ကြည့်မှာဖြစ်ပါတယ်အဲ့တော့စရအောင်ရတော့သူ့တယ်လေကောမန့်မှာမှန်းခဲ့ပြီပါခင်ဗျာအဲ့တော့နောက်တစ်ယောက်ကိုဆက်သွားရအောင်အဲ့တော့ဒါကတော့လူတိုင်းသိလို့မထင်ပါနဲ့ကျွန်တော်တို့အဖြေမပြောတော့ပါဘူးအဲ့တော့နောက် YouTuberအဲ့တော့ YouTuber 2ယောက်ကြည့်အောင်အဲ့2ယောက်ကဘသူအတန်နေလဲအဲ့တော့ဖြည့်ကြည့်ခဲ့ပါအဲ့တော့ဒါဘသူတန်လဲ YouTuber အစ်စ်ပါဒါတော့နောက်တစ်ယောက်ဒါတော့လူတိုင်းသိမှာပါအဲ့တော့နောက်တစ်ယောက်ဒါဘယ်သူဖြစ်မလဲအဲ့တော့ကျွန်တော် YouTuber အများကြီးကျွန်တော်ဒီမှာချင်းထဲမှာကျွန်တော်ထည့်ရတယ်အဲ့တော့သူတွေလဲဆိုတာခံမှန်းခဲ့ပါအဲ့တော့နေ့ပိုင်းတက်ကပြီးတော့ပါပြီနောက်နေ့မှအပိုင်းနဲ့ဆက်လာပါမယ်